အောင်စပူနဲ့စမ်းရည်မိုးကိုအားကြလို့ဇမင်းသားလုပ်ဖို့ရှေ့အကကျင့်နေပြီဖြစ်တဲ့ချင်းကီကိုခေါ်ဘနာနာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မကြခင်ဇက်တပင်လောကတွေကိုဝင်ရောက်တော့မှာဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာတာကတော့ဆယ်လီချင်းကီကိုခေါ်ဘနာနာပါလူတွေကတော့ဘနာနာသာဇက်ကရင်အောင်စပူစမ်းရည်မိုးနဲ့ဖိုးချစ်တို့ထမင်းငတ်သွားနိုင်တဲ့အခြေအနေရှိတယ်လို့ဆိုကြပါတယ်မြန်မာနိုင်ငံမှာပရိသတ်တွေကိုအမြဲတမ်းအင်အားသင်းစရာတွေပေးစွမ်းနိုင်တဲ့လုံရဲကန်ရဲရှိလုံးနဲ့ဆွေဆောင်ရအနုပညာရှင်တယောက်ကိုပြပါဆိုရင်တော့အားလုံးပြေးမြင်ကြမှာကချင်းကီကိုခေါ်ဘနာနာပဲဖြစ်ပါတယ်။အခုဆိုရင်ဘနာနာကအဆိုတော်တရေးစရာ DJ ဆိုတဲ့ဂုံပုတ်တွေအပြင်နောက်ထပ်ခြေလှမ်းအသစ်တစ်ခုအနေနဲ့မြန်မာဇာတ်သပင်လောကကိုပါထိုးဖောက်ဝင်ရောက်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ချင်းကီကိုဆိုတာမြန်မာအေတော်သချင်းဆိုပြန်ပွဲကြီးမှာနေကနေတက်လာပြီးဝင်ပြန်ရာကနေအကဲဖြတ်တိုင်းလူကြီးဖြစ်တဲ့အဆိုတော်ကြီးမြန်မာပြည်သိန်းတန်ကောင်သူ့ရဲ့ထူးခြားတဲ့တီဆိုဟန်ကိုသဘောကျပြီးတော့ငှက်ပြောသည်ကျွေးလိုက်ရာကနေဘနာနာဆိုတဲ့နာမည်နဲ့တနိုင်ငံလုံးသိအောင်နာမည်ကြီးဆယ်လီတယောက်ဖြစ်လာခဲ့သူပါအဲ့ဒီချိန်တုန်းကတာမန်ဝါသနာရှင်အဆင့်သာရှိခဲ့ပေမဲ့အခုချိန်မှာတော့ဘနာနာကအတန်သေးသေးအတန်ကြောင်လေးတွေနဲ့တချင်းတွေကိုကိုပိုင်ဟန်နဲ့တည်ဆိုရမှာပရိသတ်တွေကြားရေပန်းစားအောင်မြင်နေသူတူဖြစ်နေပါပြီ။ဘနာနာဟာတချင်းဆိုရုံတည်းမကပါဘူး။ကိုယ်တိုင်ကလည်းတချင်းတွေကိုရေးဆက်နိုင်တဲ့ပါရမီရှင်တူလို့ဆိုပါတယ်။သူကိုယ်တိုင်ထုတ်ဖော်ပြပြချက်အရဆိုရင်သူကတရက်ကိုတချင်းအပုတ်ရေး15ပုတ်လောက်ထိအလွယ်တကူရေးဆက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။မြန်မာပြည်ဂီတလောကမှာတရက်ထဲနဲ့ဒီလောက်တချင်းအများကြီးထွက်အောင်ရေးနိုင်တဲ့တေးရေးဆရာဆိုတာတကယ်ကိုရှာမရှာပါပဲ။ဒါကသူ့ရဲ့မွေးရပါအနုပညာစွမ်းရည်နဲ့ဆွေစုံရဂီတအနုပညာရှင်တယောက်ဖြစ်ကြောင်းသက်သေပြနေရပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုလက်ရှိအချိန်မှာမြန်မာဇာတ်သပင်လောကကတကယ်ကိုတခေတ်ဆန်းနေတဲ့အချိန်ကာလပါအထူးသဖြင့်အောင်စပူစမ်းရည်မှုဖိုးချစ်တို့လိုနာမည်ကြီးဇမင်းသားတွေဆိုရင်ပွဲတွေဇက်တိုက်ကားပြနေရပြီးတော့ဝင်ငွေကလည်းအင်မတန်ကောင်းသလိုပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုတွေကိုလည်းရရှိနေတာပါဒီလိုဇက်သပင်လောကအောင်မြင်နေတဲ့အချိန်မှာပဲအဆိုတော်ချင်းကီကိုကငြိမ်မနေပါဘူးသူကအောင်စပူစမ်းရည်မှုတို့ကိုအားကြပြီးတော့ဇမင်းသားတယောက်အဖြစ်ရပ်တည်နိုင်ဖို့အတွက်အခုချိန်မှာဆရာသမားကောင်းနေတဲ့အတူမြမရိုးရာအကားဖြစ်တဲ့ကြပြလို့အကားကနေစတင်ကောင်စနေတကျတင်ယူလေ့လာနေပြီဖြစ်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာသူ့ရဲ့အကားတိုက်နေတဲ့ဗီဒီယိုတွေထပ်ပေါ်လာတဲ့အခါမှာပရိသတ်တွေကအမျိုးမျိုးသောသုံးသပ်ချက်တွေထွက်ပေါ်လာပါတယ်။တချို့ကလည်းဘနာနာလိုမျိုးဆွဲဆောင်ရပြီးတော့ရုပ်ရည်ခန့်ညာချောမောတဲ့သူတယောက်သာတကယ်အစမ်းမင်းသားလုပ်မယ်ဆိုရင်လက်ရှိနာမည်ကြီးနေတဲ့အောင်စပူဖိုးချစ်စမ်းရည်မိုးတို့တောင်နေရာပြောက်သွားနိုင်တယ်လို့ခံမှန်းသုံးသပ်ကြပါတယ်။ဒီဂျေလောကဂီတာလောကတွေကိုအောင်မြင်စွာထိုးဖောက်ခဲ့ပြီးတဲ့နောက်အခုတခါဇက်ခုံမောကိုတက်လန်းမဲ့ချင်းကီကိုရဲ့ရည်မှန်းချက်ကတကယ်ပဲအောင်မြင်မှုရရှိမလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားပါပဲကဲဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရောမြန်မာပြည်ရဲ့ဆွေဆောင်ရအနုပညာရှင်ကြီးချင်းကီကိုကဘနာနာတယောက်ဇမင်းသားလုပ်ပြီးတော့စင်ပေါ်မှာကပ်ပြဖြောပြမယ်ဆိုရင်အားပေးကြမလားသူရဲ့အခစွမ်းရည်ကလက်ရှိမင်းသားတွေကိုရှင်နိုင်မယ်လို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ပြပြပေးသွားပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်